Hello guys အားလုံးပဲမင်္ဂလာပါခင်ဗျာ ED ခင်မြန်ကြိုးဆိုပါရယ်ဒီနေ့မှာ Velia ကင်ပြတ်သွားမှာဖြစ်ပါတယ် Velia skill လို့ရင်ဘာမှမဟုတ်ပဲ skill မှန်တော့ enemy အတွက်ငရဲပါပဲ Velia ဆိုရင် skill မလဲဖို့ကအဓိကပါပဲကြည့်လိုက် skill 1ကိုတစ်ချက်လေးပဲမှန်အောင်ပြစ်ပြမယ်တွေ့ရနော်တစ်ချက်ပဲဟဲဟဲအော်ကြည့်ပါဦးဗျာ enemy mate ကငါတို့တန်ကိုအတင်းကြီးကပ်ပြီး skill အကုန်သုံးပြီးလုပ်နေရဟိတန်သွေးတောင်ပဲရော့သွား enemy mate ရဲ့ damage က brother တို့ရဲ့ရေးစားဟောင်းတော့ပိုပြီး ATS နိုင်ကြီးရဲ့ဗျာစတာပါဗျာဟဲဟဲဟဲVelia ကိုင်းမျိုးဆို team ပတ်တဲ့ဖြစ်တာနဲ့ဒီပြန်ချင်းအကုန်လုံးတုံးပြပထမစပယ်ရောဒုတိယစပယ်ရော AD ရောအကုန်လုံးထုတ်ပြရော့နှမျိုးမြင်ရော့ရော့ရော့ဟာမိုက်လိုက်တာငါတာယာဟာလီကို flame shot ပြတဲ့ဟာကို Angela ကိုသွားပြတဲ့ဟယ်လိုမင်္ဂလာပါတာကြီးတွေ့ရဝမ်းတပါရော့အော်လောက်တန်ခေါ်ခလိုက်ရောဒီဘက်ကိုအောက်ပြီးရော့စပယ်တူကြီးရောင်းပြပြီးတော့တေးလို့တော်သေးရဲ့မတေးရင်ဆဲခံအောင်ပါဟော enemy mate ကထပ်လာပြန်ပြီဒီတစ်ခါငါတက်ပြီမလာခဲ့ယော့ဘယ်လောက်တည်းမှမနော်မေကအမေတာဝါတော်လာချွေတယ်သူပါပေါ့အမေတော့လွတ်မယ်ချင်းညာယော့တေးလိုက်တော့တာကြီးဟာဘယ်ပေါ်လာတော့ဟာချီပဲဟေး how you are, you just have to say that you're fine when you're not really fine. တာဝါဒအဓိကတော့ရောတာကြီးကိုရေးယော့ဟာလောက်ပြန်ပြီဟေးငါပဲလောက်ရရှက်လာမသိဒီဟာလေးရတယ်ဟာချီပဲဟေး base ကိုမပြန်မဲနဲ့ဖင်ရလိုက်တာတိုင်တာဝါ only တိုင်ဒါပဲလေဒီနေ့ဗီဒီယိုလေးကိုသဘောကျရဆိုရင် like and subscribe လုပ်ခဲ့ဖို့မေ့ပါနဲ့เนาะနောက်ထပ်ပဲဗီဒီယိုကို short ပြရမလဲ comment မှာအကြံပေးခဲ့ပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ